ရွှေပလင်းနန်းကိုကြွညံတော်မူပါတရားဤအမြိုက်စေးတိုက်ကြွတော်မူပါအေးချမ်းရမြတ်နိဗ္ဗာန်လမ်းပြပေးပါဖယားမြတ်တော်အကျင့်စဉ်မြတ်တော်တရားကိုဟောကြားပေးတော်မူပါဖယားလက်စီပြောင်းမှုယူကျူကြောကတပေတော်မရုလျှောက်ထားဥတေပနာဤလူရွာလူကပါ